ပြဿနာကပြောတယ်အခက်ခဲနဲ့ကြုံတွေ့တဲ့အခါမှာစိတ်ကိုအေးထားပါတဲ့နာယီကပြောတယ်အချိန်တွေကိုမဖြုံးတီးနဲ့တန်ဖိုးရှိအသုံးချပါတဲ့ဖနက်ကပြောတယ်ခြေထောက်မှာလှဖို့မစည်းနဲ့စူးတံကိုကာကွယ်နိုင်ဖို့စီးပါတဲ့ထီးကပြောတယ်ဘယ်သားသွားငါ့ကိုပါအောင်ခေါ်ပါအပူတံကိုလည်းကာကွယ်ရမယ်မိုးတံကိုလည်းကာကွယ်ရမယ်တဲ့ပတ်စံကပြောတယ်လိုချင်တာထက်လိုအပ်တာကိုပိုးပြီးဦးစားပေးအသုံးချပါသုံးတာနဲ့ဖြုံးတာကိုမခွဲခြားတတ်ရင်မင်းဘဝမှာငါမရှိတဲ့အခါမှာလူတွေကြားမှာမျက်နှာငယ်ရမယ်တဲ့လမင်းကြီးကပြောတယ်ဘလောက်ပဲမောင်မဲနေပါစေအလင်းရောင်တွေပေးနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါတဲ့နေမင်းကြီးကပြောတယ်မင်းဘဝကိုယုံကြည်မှုတွေနဲ့ရှေ့ဆက်ပါလူတွေကအလင်းရောင်ပေးနိုင်တဲ့လူကိုပဲတောင်းတကြတယ်တဲ့ကောင်းကင်ကြီးကပြောတယ်တိမ်တိုက်တွေမရှိလဲငါအလားနဲ့ငါကတော့လာနေတာပဲတဲ့တစ်ပင်ကပြောတယ်ဘဒူးပဲခုနာငါလိုအေးချမ်းတဲ့အရေးကိုပေးတတ်တဲ့သူဖြစ်ပါစေတဲ့စာအုပ်တွေကပြောတယ်ငါနဲ့စကားများပြောမင်းကဘာနဲ့ရှင်ပေါင်တန်းနိုင်လိမ့်မယ်တဲ့ပင်လေကြီးကပြောတယ်ငါလိုမနေနဲ့ငါကရေများပေမဲ့ဘဒူးမှမတောက်ကြဘူးတဲ့မိကပြောတယ်ငါလိုမနေနဲ့ငါကပူတယ်ဒါကြောင့်ငါအနာကိုဘဒူးမှမကတ်ကြဘူးတဲ့ဒါကြောင့်ဘဒူတွေဘလောက်ပဲဆိုမင်းကောင်းအောင်နေရမယ်မင်းဘဝအတွက်မင်းကြိုးစားရမယ်မင်းအလောက်ကိုမင်းမြင်တတ်ရမယ်မင်းရနေတဲ့အခြေအနေပေါ်မှာမင်းအကောင်းဆုံးပျော်ရွှင်အောင်နေတတ်ရမယ်ဆိုတာကိုမမေ့